Rock ထောင်နဲ့ Target တို့ရဲ့ပွဲကတော့အခုပဲပြီးသွားပါပြီတကယ်ကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်ကျွန်တော်ခံမှန်းခဲ့တယ်လို့ပဲ Rock ထောင်ကတော့အလေးထိုးခံလိုက်ရပါတယ်ဘယ်လိုပဲပြောအခုချိန်မှာ Rock ထောင်ကအလေးထိုးခံရတယ်ဆိုပေမဲ့လက်ရှိ One Championship မှာအကောင်းဆုံး fighter တစ်ယောက်ဖြစ်နေတော့မှာပဲ Target တို့ကအသက်34နှစ်ရှိနေပြီအခုထိလုံးပြသေးနေတာလဲသူ့ကိုလည်းဂုဏ်ပြုပါတယ်ဒါပေမဲ့ဒီပွဲမှာ1နေစရာလည်းရှိတာပေါ့နော်အဲ့ဒါပါလဲဆိုရင် Rock ထောင်ကဒီပွဲမတိုင်ခင်မှာတရားဆွဲဆိုခံရတယ်ပြီးတော့စိတ်ဖိစီးမှုတွေများခဲ့တယ် training လည်းကောင်းကောင်းမဆင်းခဲ့ရပါဘူးဒီအချက်ကဒီပွဲရဲ့အပြောင်းအလဲကိုဖြစ်စေတဲ့အချက်ပါပဲတချို့ညီကိုတွေလည်းပြောနေကြတာပေါ့နော်ဒီပွဲကလုံးဝကိုလှုပ်ပွဲဖြစ်နေတယ်ဆိုပြီးတော့ပြောနေကြတာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ပါဘူးဗျဒီပွဲမှာဒီပွဲမစခင်ကတည်းကနေ Rock ထောင်ကတာခီတို့ရဲ့မျက်နှာတော်မှာတေချာကိုမကြည့်တော့ပါဘူးဘာလို့ဆိုရင်ဒီပွဲမှာသူအမုံဆွဲမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝင်လာခဲ့တာဖြစ်ပါတယ်ပြီးတော့ပွဲအတွင်းမှာလည်း Rock ထောင်ကယုံကြည်မှုအပြည့်နဲ့ကစားခဲ့တယ်ဒါပေမဲ့ပထမအချီပြီးကနေမှာပဲသူကဒီနောက်တောင်2ကြိမ်ထိပေးခံလိုက်ရတာဖြစ်ပါတယ်ကျွန်တော်ကတော့ပထမအချီမှာလည်းပွဲပြက်ပြီလို့ထင်ခဲ့တာပေါ့နော်ဘာလို့ဆိုရင်နောက်တောင်3ကြိမ်ကြာရင် One Championship မှာကပွဲပြီးသွားပြီအဲ့လိုမျိုးတတ်မှတ်ထားတာပါသူရဲ့စင်းနေပေါ့နော်ဒါပေမဲ့ Rock ထောင်ကတော့ကြာခါနေပေါ့နော်တတိယအကြိမ်ကြာခါနေမှာသူကဒီအချက်ပေးခေါင်းလောင်းတန်မြည်လာတဲ့အတွက်ဆက်ပြီးတော့ survive ဖြစ်သွားပါတယ်အချိန်ကကွက်တိဖြစ်သွားတာပေါ့နော်အဲ့တော့ဒုတိယအချိန်ကိုပြန်ကစားခွင့်ရတယ်ပြောမှဆိုဒီပထမအချိန်မှာပဲထားခဲတော့ကုန်နေလုံးဝကို Rock ထောင်ကိုအမောက်တိတ်ဖို့သူကပြင်ဆင်ထားတယ်တကယ်လည်းအဲ့တိုင်းဖြစ်ခဲ့တယ်ဒါပေမဲ့ဒီတတိယအချိန်နောက်တောင်ချဖို့ကြိုးစားတဲ့အချိန်မှာလုံးဝကိုမဖြစ်ခဲ့ပါဘူးအချိန်လေးပြည့်သွားတယ်ထားခဲတို့လည်းအရင်ကုန်နေပါပြီဒုတိယအချိန်နောက်ပိုင်းမှာလည်းထားခဲတို့ကလုံးဝကိုလက်ပန်းကျနေတဲ့ပုံစံဖြစ်သွားပါတယ်Rock ထောင်တော့မှပြန်ပြီးတော့အသာတဲ့ပုံစံမျိုးကျွန်တော်တွေ့ခဲ့ရပါတယ်ထားခဲတို့ကပြုံးလိုက်ပြီးမျက်နှာရေးဖွင့်ပေးလိုက်အဲ့လိုမျိုးထိုးတာပေါ့နော်အဲ့လိုမျိုးကစားခဲ့တာဖြစ်ပါတယ်ဒါမှလည်း break tag တွေရဲ့အားပြီးတော့သူ့ရဲ့အမျိုးသမီးကလည်းဆင်အောက်မှာအနီးကပ်ကိုလာရောက်အားပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီအချက်တွေကထားခဲ့တော့ကိုလုံးဝကိုအားရှိစေတယ်အဲ့တော့နောက်ဆုံးအချိန်မှာ Rock ထောင်ကိုအမောက်တိတ်နိုင်တဲ့အချိန်ကိုစွမ်းဆောင်ပြတော့နိုင်တာဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲပြောဒီပွဲစဉ်ကလုံးဝကိုကြီးလို့ကောင်းတဲ့ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့တယ်ညီကိုတွေပြောနေတဲ့ဒီလှုပ်ပွဲဆိုတာလည်းမဟုတ်ပါဘူးခင်ဗျနှစ်ယောက်စလုံးမှာအားနည်းချက်တွေရှိနေတယ်ဒါခေတ်တော့အသက်အရွယ်အားနည်းချက်ရှိတယ် Rock ထောင်ကတော့ဒီသူ့ရဲ့ခုနပြောခဲ့တဲ့စိတ်ဖိစီးမှုတွေသူ့မှာရှိနေတယ်လုံလောပြင်ဆင်ချိန်မရှိဘူးအဲ့ဒါကြောင့်ဒီပွဲမှာရှုံးနေသွားတာဖြစ်ပါတယ်အဲ့တော့ဒါခေတ်တော့အနားယူသွားပေမဲ့လည်း Rock ထောင်တော့ဆက်ရှိနေမှာဖြစ်တယ်နောက်ပွဲဒီမှာလည်းအနိုင်ရရှိပါစေလို့ပဲဆုမကောင်းတောင်းပေးပါတယ်ဟုတ်ကဲ့ဒီနေ့တလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကိုကျေးဇူးတင်ပါတယ်